ဂုံတက်တွေကဝေဝေဖြာဒီမြန်မာမှာနာမည်ကျော်ကြတဲ့ရွှေမြေသားအခွင့်များတဲ့လုံးစေဒီတော်မြတ်ကြီးမှာဖူးမြော်ဖို့ရလေလာပါဗျာမင်းဘူးကနကပတ်ကောင်းတဲ့စန္ဒကူနဲ့တာချောင်းစက်တော်ရာကိုလေဖူးမြော်ဖို့ရောက်လာခဲ့ကြောင်းချစ်စရာမခွေနင်းဆောင်ရဲ့လာပြာမြေလက်သားတို့ရဲ့စိတ်ထားကနှွေးထွေးလို့နေများရေနာမြေလာနေမခုတ်ကူကအချေလိတ်တွေတော့တွင်ကြီးကမရစာဆိုကြောမော်တွေအလုံးကိုဖိတ်ခေါ်တယ်လေလာခဲ့ပါဦးဗျာအော်လာရဲ့ချီမြေနဲ့မရက်ကထွက်ကုန်နေချောင်းမျိုးကရေနံတွင်နဲ့လောကလာမြေနဲ့မောင်မျိုးကဘိုးချိုအိမ်တော်စီတစ်ခေါက်တမိုင်းကိုလေးလာရင်မခွေနေကိုရောက်ရေစကြိုကရက်ကန်စနန်တွေနဲ့ကြိုးနေမဲမြေရှိစီရမခွေနင်းဆောင်ရဲ့လာတရားနေလက်သားတို့ရဲ့စိတ်ထားကနေထွေလို့နေများရေနံနဲ့လာနေမကကူကအထဲလိတ်တွေတော့ပင်ကြီးကမရသာဆိုကြောမော်တွေအလုံးကိုဖိတ်ခေါ်တယ်လေလာခဲ့ပါဦးဗျာဘေကမကွေတိုင်းအလားအမင်းဆောင်ပိုင်ရှင်တွေကရွှေစိတ်ချရှိကြညမြေဝဲသက်တွေ